ရုတ်နိုင်ငံတမိုင်းကိုပြောရင်မော်စီတုံးဆိုတဲ့နာမည်ကိုလူများစုသိကြပေမဲ့မော်အာနာရဖို့အတွက်သူအနိုင်ယူခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။သူကြောင့်ဒီနေ့ခေတ်မှာတရုတ်နဲ့ထိုင်ဝမ်ဆိုတာဖြစ်လာခဲ့ပြီးအဲ့ဒီလူဟာကမ္ဘာလူကြီးအများဆုံးအပြုတ်ပြည်ကြီးတစ်ခုလုံးကိုအုပ်ချုပ်ခဲ့ဘူးသူတို့သူတည်တဲ့အချိန်မှာတော့ကျွန်းသေးလေးတစ်ခုပေါ်မှာပဲတမန်တော်လုံးကိုတည်ဆုံးသွားခဲ့ရတယ်။သူကတော့မိတ်ဆွေတို့ကျွန်တော်တို့သိတဲ့ချန်ပီယံရှစ်ပဲဖြစ်ပါတယ်။台长的，我们各位同志应该得力立定的之下。သူ့ကို1889ခုနှစ်အောက်တိုဘာ31ရက်နေ့ကျဲချမ်းပြည်နယ်ရဲ့ရှီခိုရွာငယ်လေးမှာမွေးဖွားခဲ့ပါတယ်။သူကြီးပြင်းလာတဲ့အချိန်မှာတရုတ်နိုင်ငံဟာအားနည်းနေခဲ့ပြီးလမ်းမောက်တွေပေါ်မှာမတည်ငြိမ်မှုတွေရှိတယ်။နိုင်ငံကလည်းတော်လှန်ရေးအနိုင်ပါဖြစ်နေပြီးဗျမ်းမာတာဖြစ်နေတယ်။ဒီမြင်ကွင်းတွေကလူငယ်ချင်ငယ်ရှစ်ရဲ့စိတ်ထဲမှာမေကွန်းတစ်ခုဖြစ်ပေါ်စေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူကတရုတ်နိုင်ငံကိုပြန်လဲအားကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အဲ့ဒီမေကွန်းရဲ့အဖြစ်ကိုရှာရင်သူကစေးလမ်းကြောင်းကိုရွေးချယ်ပြီးနောက်ပိုင်းမှာတော့ဂျပန်နိုင်ငံထိသွားကစစ်ပညာတွေကိုသင်ယူခဲ့ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံကသူ့ကိုစစ်ပညာတစ်ခုလည်းသင်ပေးခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီမှာသူကတရုတ်နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲဖို့ဆရာထက်သန်နေတဲ့တော်လိုင်းသမားတွေနဲ့တွေ့ဆုံခဲ့ပြီးရဲ့နောက်မှာတော့သူ့ဘဝကိုပြောင်းလဲပြစ်မဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခင်ရခဲ့ပါတယ်။အဲ့ဒီလူဟာစုံရက်စင်ပါ我们这个国民最漂亮了，我们的中国人，大家要平等平等。ဒါဟာသူ့အတွက်တော့တာမန်တွေ့ဆုံမှုတစ်ခုမဟုတ်ပဲသူ့ဘဝကိုပြောင်းလဲစေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့တော်လှန်ရေးကိုတက်ကြွစွာပေါင်ပိုင်လှူရှားမှုတွေကဆွန်ရဲစင်ရဲ့ရဲတဲ့နောက်တစ်ယောက်ဖြစ်လာခဲ့တယ်။ဒါကြောင့်ဆွန်ရဲစင်ဟာသူတီထောင်တဲ့ဝန်ပူစစ်တပ်ကတူမှာသူ့ကိုကြောင်းအဖြစ်ခန့်အပ်ခဲ့တာကြောင့်ပဲအဲ့ဒီကနေသူ့ပေါ်သစ္စာရှိတဲ့စင်ရတစ်ခုကိုတိဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းချန်ဟာလူတိုင်းထင်သူရိုးသားတဲ့တော်လှန်ရေးသမားတောင်တော့မဟုတ်ခဲ့ပါဘူး။အဲ့ဒီခေတ်ကရှန်ဟိုင်းမြို့ကငွေကြေးအာဏာနဲ့မှန်ခိုးလောကတို့ရောထွေးနေတဲ့မြို့တစ်မှုဖြစ်နေခဲ့ပြီးရှန်ဟိုင်းမြို့ရဲ့နာမည်ကျော် Green Can လူမိုင်ကိုင်းနဲ့လီးဆက်တဲ့ဆက်ဆံရေးတွေရှိခဲ့တာကြောင့်အဲ့ဒီကနေငွေကြေးဩဇာအာဏာနဲ့နိုင်ငံရေးအထောက်ပံ့တွေရရှိစေခဲ့တာပါ။ဒါပေမဲ့လည်း1925ခုနှစ်ဆွန်ရဲစင်ကွယ်လွန်သွားတဲ့အချိန်မှာတော့သူဟာကူမင်တန်ပါတီရဲ့အာဏာကိုတဖြည်းဖြည်းရယူခဲ့ပြီးပါတီရဲ့အဓိကခေါင်းဆောင်ဖြစ်လာခဲ့တယ်။ဒါပေမဲ့တရုတ်နိုင်ငံကိုအမှန်တကယ်စီးလုံးဖို့ဆိုရင်ချန်ငင်ရှိတ်ကြော်ဖက်ရမယ်အတားအဆီးတစ်ခုရှိနေခဲ့ပါတယ်။ဆက်တာကတော့နေမတီးတီးကိုကိုယ်ပိုင်အာဏာနဲ့အုပ်ချုပ်နေတဲ့စစ်ဘရင်တွေပါ။အဲ့ဒီအချိန်ကတရုတ်နိုင်ငံဟာနိုင်ငံတကာတို့သာခေါ်ဆိုနေကြပေမဲ့အမှန်တကယ်တော့စစ်ဘရင်တွေရဲ့နေမျိုးတွေအဖြစ်ကွဲပြားနေစေဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာချန်ငင်ရှိတ်ဟာစစ်ဘရင်တွေကိုတယောက်ပြီးတယောက်အနိုင်ယူပြီးနောက်ဆုံးမှာတော့ကွဲပြားနေတဲ့တရုတ်ပြည်ကိုအစိုးရတစ်ခုအောက်မှာပြန်လည်စီးလုံးနိုင်ခဲ့တဲ့အတွက်အဲ့ဒီအောင်မြင်မှုကပဲချန်ငင်ရှိတ်ကိုတရုတ်နိုင်ငံရဲ့အာဏာအရှိဆုံးလူတစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အုပ်ချုပ်မှုအောက်မှာတရုတ်နိုင်ငံကအေးချမ်းမနေခဲ့ပါဘူး။အကြောင်းကတော့သူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်တစ်ယောက်မော်စီတုံးဖြစ်ပါတယ်။မော်စီတုံးကကွန်မြူနစ်စနစ်ကိုယုံကြည်ပြီးတရုတ်နိုင်ငံကိုအဲ့ဒီစနစ်အောက်မှာလုံးဝပြောင်းလဲခြင်းတွေသူဖြစ်တာကြောင့်မော်စီတုံးဦးဆောင်တဲ့ကွန်မြူနစ်တွေကမြေယာတွေကိုအစိုးရပိုင်အဖြစ်သိမ်းယူကလူဒန်းစားမရှိတဲ့ကွန်မြူနစ်နိုင်ငံတစ်ခုတည်ဆောက်ခြင်းတွေခဲ့ကြပါတယ်။ချန်ငင်ရှိတ်ဟာလည်းအမေရိကန်နဲ့ဥရောပနိုင်ငံတွေလိုရွေးကောက်ပွဲတွေရှိမယ်လွှတ်တော်ရှိမယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်မဲ့ခိမီတမန်နိုင်ငံတစ်ခုကိုတိစောက်ခြင်းနေခဲ့တယ်ဒီလိုနဲ့အနာဂတ်ကိုမတူညီတဲ့အမြင်တစ်ခုနဲ့မြင်နေကြတဲ့ဒီကောင်းဆောင်နှစ်ယောက်ဟာနောက်ဆုံးမှာတော့ထိတိုက်တွေ့လာခဲ့ကြတယ်ဒါကြောင့်1929ခုနှစ်အရောက်မှာတော့ချန်ငင်ရှိတ်ကကွန်မြူနစ်အင်အားစုတွေကိုနှိမ်နင်းဖို့စတင်ခဲ့ပြီးတရုတ်ပြည်တွင်းဆက်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်အပတ်စလုံးကတရုတ်နိုင်ငံကိုကိုယ်စီပုံဖော်ခြင်းနေကြတဲ့အတွက်တိုက်ပွဲတွေကတစ်နေ့ထက်တစ်နေ့ပုံပြင်းထန်လာခဲ့တယ်ဒါပေမဲ့လည်း1939ခုနှစ်အရောက်မှာတော့မာကိုပိုလိုဘရိတ်ဖြစ်ရဲ့အပြီးတရုတ်နိုင်ငံကိုအပြည့်အဝတီးတော့လာခဲ့တာကြောင့်ရှန်ဟိုင်းနန်ဂျင်းတို့လိုမြို့ကြီးတွေဟာစစ်မီးရဲ့ကြောက်ရောက်သွားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်ဒီချန်ငင်ရှိတ်ရဲ့အဓိကပြတ်မှတ်ကမော်စီတုံးနဲ့ကွန်မြူနစ်တွေဖြစ်နေပါသေးတယ်။အဲ့လိုအချိန်နဲ့မျိုးမှာတော့ချန်ငင်ရှိတ်ပြောတဲ့စကားဟာဂျပန်ကအရေးပြယောဂပါပဲ။ကွန်မြူနစ်ကမှနှလုံးယောဂဆိုပြီးပြောခဲ့တာပါ။သူကဂျပန်ကိုမတိုက်ခင်ပြည်တွင်းရန်သူကိုအရင်ရှင်းရမယ်လို့ယုံကြည်ထားခဲ့တာပါ။ဒါပေမဲ့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပြီးချန်ဟာသူ့ရဲ့ဗိုလ်ချုပ်တွေရဲ့ဖန်တီထင်းထင်းချင်းကိုခံလိုက်ရကဂျပန်ကိုအရင်တိုက်ဖို့နဲ့မော်စီတုံးနဲ့လက်တွဲဖို့ကိုဖိအားပေးခံခဲ့ရတယ်။နောက်ဆုံးမှာတော့တစ်ချိန်ကအချင်းချင်းတပ်ဖြတ်နေခဲ့တဲ့ချန်ငင်ရှိတ်နဲ့မော်စီတုံးတို့ကဂျပန်ကိုအတူတူကတိုက်ထုတ်ဖို့သဘောတူခဲ့ကြပါတယ်။ဒီလိုနဲ့တရုတ်မျိုးသားတပ်တွေနဲ့ကွန်မြူနစ်တပ်တွေဟာဂျပန်ကိုအတူတူကတိုက်ခိုက်ခဲ့ကြပြီးရှစ်နှစ်အကြာစစ်ပွဲအပြီး1945ခုနှစ်မှာဂျပန်အရှုံးပေးခဲ့ရတယ်။ဒါပေမဲ့ဂျပန်ရှုံးသွားတာနဲ့ငြိမ်းချမ်းရေးကရလာတာတော့မဟုတ်ပါဘူး။တရုတ်နိုင်ငံရဲ့အနာဂတ်ကိုဘယ်သူဆုံးဖြတ်မလဲဆိုတဲ့နေုံကကြံနေပါသေးတယ်။1946ခုနှစ်မှာချန်ငင်ရှိတ်နဲ့မော်စီတုံးတို့ရဲ့ပြည်တွင်းစစ်ဟာပြန်လည်ဆက်တင်ခဲ့ပြီးအစပိုင်းမှာတော့ချန်ငင်ရှိတ်ဘက်ကအင်အားပူကြီးခဲ့ပေမဲ့အကျဉ်းမဲ့ခြားစားမှုတွေစီးပွားရေးပြဿနာတွေနဲ့လူထောက်ခံမှုကျဆင်းလာတာတွေကြောင့်တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။တစ်ဖက်မှာတော့မော်စီတုံးရဲ့ကွန်မြူနစ်တပ်တွေကကျေးလက်ဒေသတွေမှာ
လူထောက်ကမှုပုံရရှိလာခဲ့ပြီး1948ခုနှစ်နဲ့1949ခုနှစ်အတွင်းအဆုံးဖြတ်တိုက်ပွဲကြီးတွေမှာချန်ငင်ရှိရဲ့တပ်တွေစတဲ့ရှုံးနိခဲ့ရပါတယ်။နောက်ဆုံးမှာတော့1949ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာမော်စီတုံးကဘေကျင်းမြို့ TNM ရေမြင်ပေါ်ကနေတရုတ်ပြည်သူသမ္မတနိုင်ငံတီထောင်ကျောင်းကမ္ဘာကိုတရားဝင်ကြေညာကာ真法，人民真和法，真阳人民真法。နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ဟာကွန်မြူနတီတွေအောင်ပွဲဖြစ်အဆုံးသတ်ခဲ့ပြီးမော်စီတုံးကတရုတ်နိုင်ငံရဲ့ခေါင်းဆောင်တဲ့ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်ချန်ငရှိကတော့တရုတ်ပြည်မကြီးကိုစွန့်ခွာကအစိုးရအဖွဲ့ဝင်တွေစစ်သားတွေထောက်ခံသူတိမ်ပေါင်းများစွာနဲ့တရုတ်နိုင်ငံရွှေရန်ဝင်မြောင်များငွေသားတွေနဲ့အဖိုးတန်အနုပညာပစ္စည်းထောင်ပေါင်းများစွာကိုယူကာထိုင်ဝမ်သို့ထွက်ပြေးသွားခဲ့တယ်။ဒါပေမဲ့ထိုင်ဝမ်ရောက်ပြီးနောက်မှာတော့ချန်ငရှိကအစိုးရကိုပြန်လည်တည်ဆောက်ခဲ့ပြီးသူကသာတရုတ်နိုင်ငံရဲ့တရားဝင်ခေါင်းဆောင်ဖြစ်နေစေလို့စကြေညာခဲ့ပါတယ်။နောက်တစ်ချိန်ကတရုတ်ပြည်ကိုစီးလုံးခဲ့တဲ့လူဟာနောက်ဆုံးမှာတော့သူစီးလုံးခဲ့တဲ့နေပင်ကိုစွန့်ခွာခဲ့ရပေမဲ့သူ့ရဲ့ဇလန်ကတော့အဲ့ဒီမှာပြီးဆုံးသေးပါဘူး။ဘာလို့လဲဆိုတော့ချန်ငရှိတည်ဆောက်ခဲ့တဲ့ထိုင်ဝမ်နဲ့မော်စီတုံးတည်ထောင်ခဲ့တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံတို့ရဲ့ပြန်ဆည်မှုဟာဒီနေ့အချိန်ကြီးဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။